အခြေခံအင်္ဂလိပ်စကားပြောဒီနေ့ပေး30နဲ့31သွားမယ်နော်စာမျက်နှာ30ကနေပြီးတော့30တက်သွားပါမယ်မင်းနိုးပြီလား Are you awake Are you awake Are you awake မင်းနိုးပြီလား AWAKE awake Are you awake မင်းနိုးပြီလားအနားယူပါ Take a rest အနားယူပါ Take a rest အနားယူပါမင်းနားလေလား Do you understand Do you understand မင်းနားလေလား Do you understand မင်းနားလေလားဒီအင်ကြီးကမင်းနဲ့လိုက်တဲ့ This coat FITS fit this coat fits you This coat fits you This coat 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 This coat fits you ဒီအင်ကြီးကမင်းနဲ့လိုက်တယ်ပေါ့နော်ဖြတ်ပြစ်လိုက် cut it out ဖြတ်ပြစ်လိုက် CUT cut it out ဖြတ်ပြစ်လိုက်မင်းရောဘယ်လိုလဲ How about you မင်းရောဘယ်လိုလဲ How about you မင်းဘယ်လိုလဲ ISWEAR ဆွဲ I ဆွဲငါးကျိန်းဆိုတယ် I ဆွဲငါးကျိန်းဆိုတယ် I ဆွဲငါးကျိန်းဆိုတယ်ထင်တာပဲ I think so ထင်တာပဲ I think so ထင်တာပဲမင်းလက်ထဲကဘာလဲ Where is it in your hand Where is it in your hand 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 Where is it in your hand မင်းလက်ထဲကဘာလဲဒါမင်းရဲ့တောင်းဝန်ပဲThat's your responsibility. RESPONSIBILIT by responsibility. RESPONSIBILIT by responsibility. That is your responsibility. ဒါမင်းရဲ့တောင်းဝန်ပဲမင်းကအရန်ကျွမ်းကျင်တယ်အရန်ကျွမ်းကျင်ပါတယ်မင်းကအရန်ကျွမ်းကျင်ပါတယ်ကိုကြတော့You are very professional. PROFESSIONAL professional. PROFESSIONAL professional. You are very professional. မင်းကအရင်ကျန်းကျင်ပါတယ်မင်းမမောင်မရှိလား Do you have any siblings 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 Do you have any siblings sibling မောင်မတွေအများကြီးအဲ့လိုမျိုးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် S ပါနော်Do you have any sibling မင်းမမောင်မတွေရှိလားပေါ့နော်ငါမနစ်ကဘွဲရခဲ့တယ် I graduated from the university last year I graduated from the university last year I graduated from the university last year GRADUATED graduated university UNIVE SITY university UNIVER SITY city university I graduated from the university last year ငါမနစ်ကဘွဲရခဲ့တယ်တဲ့ဒါကတော့အခြေခံအင်္ဂလိပ်စကားပြောစာမျက်နှာပေး30နဲ့31ပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်